Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပေးမှာကဒီ ground beam precast beam ကိုကျွန်တော်ဒီ precast 14နေပေါ်မှာလာပြီးတော့တက်ဆင်ပြီးသွားတဲ့အပိုင်းပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ဒီ gap တွေပေါ့နော်အဲ့ဒီ gap တွေကိုကျွန်တော် polyfoam ခေါ်တာပေါ့အဲ့ဒါကြီးနဲ့ကျွန်တော်တို့ဒီဖြည့်ရတယ် gap တွေကိုပြီးသွားလို့ရှိရင်ဒီ joint set တွေအားလုံးကိုကျွန်တော်တို့ mortar နဲ့ပိတ်ပြီးတယ်ပေါ့နော်ဒါတော့ကျွန်တော် precast ဒီလုပ်ငန်းစဉ်တိုင်းမှာလုပ်ရမယ်ဒီ process တွေပေါ့နော်ပြီးသွားရင်တော့ကျွန်တော်တို့ဒီကောင်မြေဖို့မယ်ဒီ swine ကိုကျွန်တော်တို့ compact လုပ်ကျွန်တော်တို့လိုအပ်တဲ့ရေမီးတွေကျွန်တော်တို့ထည့်တယ် swine ကို compact လုပ်တယ်ပြီးသွားလို့ရှိရင်တော့ကျွန်တော်တို့ဒီပေါ်မှာကျွန်တော်တို့ဒီ plastic sheet ပေါ့နော်ဒီကောင်ကိုကျွန်တော်ခင်းချရတာပေါ့ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကဒီဖုန်းနေနော်ဒီ EPS ဖုန်းခေါ်တာပေါ့ဒီကောင်တွေကိုကျွန်တော်တို့ကဒီခင်းထားတဲ့ plastic sheet ပေါ်မှာတင်တယ်နော်အဓိကကျွန်တော်တို့ဒီပူချိန်နဲ့ကျွန်တော်တို့ဒီ insulate ပေါ့နော်ဒီဟာကိုရဖို့အတွက်ကျွန်တော်တို့ဒီဖုန်းတွေကိုကျွန်တော်တို့အထက်ခါခင်းတယ်ပေါ့နော်ဒီကောင်ရဲ့ project site ကဒါတော့ကိုရီးယား site တစ်ခုပါကျွန်တော်တို့ဒီထိုင်းနိုင်ငံမှာလည်းဒါမျိုးအလားတူ project များစွာကျွန်တော်လုပ်နေတာရှိပါတယ်နော်ဒါကတော့ကျွန်တော်တို့ဒီအလားတူ project တစ်ခုဒီကိုရီးယားကတွေ့တဲ့ video တစ်ခုကိုကျွန်တော်ဒါပြောပြပေးတာပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော် negative joint တွေကို coupler တွေမြုပ်ခဲ့ပြီးတော့ကျွန်တော် rebar ကိုထိုးဆက်တာကိုတွေ့ရပါတယ်နော်ဆိုတော့ဒီဟာအရေးကြီးတဲ့ process တစ်ခုပါဒါမှသာလေကျွန်တော် negative action ရပြီးတော့ဘေးနေအကုန်လုံးကဒါ continuous action ကိုရနိုင်မှာပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ကဒီတဝက်ဒီ precast beam ကိုကျွန်တော်တို့ head precast beam ခေါ်တာပေါ့နော်ဒီတဝက်ကိုဖော်ခဲ့တယ်တဝက်ပုံမှာကျွန်တော်တို့ဒီလာပြီးတော့အပေါ်ကနေကျွန်တော်တို့ star rack ကိုပြန်အုပ်ပေးရတယ်ပေါ့နော်ဒီကတော့ကျွန်တော်တို့ပုံမှန် RC beam နေနဲ့သဘောတဘာဝနည်းနည်းလေးကွဲတယ်ပေါ့နော်ဒီပေါ်မှာဆိုရင်ကျွန်တော်တို့ပြောရလို့ရှိရင် reinforcement တန်နေခင်းတယ်ဒီမှာတော့ကျွန်တော် precast slab လို့ဒါ ground ပေါ်မှာဆိုတော့เนาะကျွန်တော်တို့ခုနကတော့ခင်းထားပြီးသားဒီဘက်က PU foam ပေါ်မှာပဲကျွန်တော် EPS foam နေပေါ်မှာပဲဒီတန်ကိုကျွန်တော်တို့ရိုးရိုးပဲခင်းပြီးတော့ CCCU လောင်းချမှာပေါ့เนาะဒီလိုအပေါ်ဓာတ်တွေမှာဆိုရင်တော့အရင်တော့ဗီဒီယိုတွေမှာကျွန်တော်ပြခဲ့တယ်လို့ပေါ့เนาะprecast slab ကိုတော့ခင်းပြီးတော့အပေါ်မှာကျွန်တော် rebar ကိုထပ်ခင်းပြီးတော့လောင်းမယ်ဆိုရင်လည်းရတယ်ပေါ့နော်ဒီမှာတော့ ground ပေါ်မှာဆိုတဲ့အတွက်အဲ့လောက်ကြီးမလို့ကျွန်တော်တို့ custom CCU နဲ့ဒါအဆင်ပြေတယ်ပေါ့နော်